Grammy channel လေးနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အဖွာနဲ့အဖိုးကိုကတော့တဲ့ကောင်မလေးအကြောင်းကိုသတင်းကြမှာပေါ့နော်ကတော့တဲ့ကောင်မလေးအကြောင်းသိဆက်ပြီးမှဖြစ်ပါရှင်ဝါအမလေးတော့ဘယ်နိုင်ထိုးလိုက်လဲမသိဘူးကြည့်လိုက်အောင်ပါဟဲရှင်းနိုင်အောင်ထိုးတော့9နိုင်ထိုးတော့မှာလားငါအိတ်တာလွန်သွားတယ်ဒီနေ့သတင်းကြုံမလားအဖိုးနဲ့ဖွာကတော့ဖွာအဖိုးညီအဖိုးလားအခုနေမနိုးရင်တော့လေမနဲ့4နာရီလောက်ကပြေဦးရင်ကားနဲ့ထွက်သွားတယ်ဟဲ့သမီးကောက်ယူရလားမလေးဟဲ့ဥစားချောင်းနေမဟုတ်ပါဘူးသူကားနဲ့သူကသွားတာအမလေးတော်သေးရပါဥစားချောင်းမလေးရတမျိုးဟာဥပလာမီးရနော်အဖိုးတော့တမီးကမနှုတ်ဆက်သွားဘူးသွားလိုက်ပြန်ဘာလို့ဖွာမလိုက်သွားလဲဘာလို့တမီးကိုမခေါ်သွားတာလဲအဲ့ပြင်းဦးနေတော့အလဲသွားတာများမှတ်နေလားဟဲ့သူတငယ်ချင်းတွေနဲ့ကိစ္စရှိလို့တဲ့ညီရဲ့အဖိုးအင်ဂျင်နီယာကြီးကအဲ့ပြင်းဦးနေမှာကိစ္စရှိလို့သွားတာဟဲ့ပြောသွားတာမှတ်နေလားမသိမသိပါဘူးတမီးတို့မခေါ်ဘဲနဲ့အပျော်သွားတယ်ထင်လို့ပေါ့မလေးတော့အပျော်သွားရင်တော့ညီကိုခေါ်မှာပေါ့ဟာတော်သေးရပေါ့ငါလေးလိုက်ချင်တာပေါ့ဟဲ့ပျော်သွားရင်ခုကတော့ပျော်သွားတာမဟုတ်ဆိုတော့လည်းမလိုက်ရတော့ပေါ့နော်ဒီနေ့တင်းကျွတ်ဆိုတော့အဖိုးကတော့တားရစငါအဖွားကိုကတော့မေးအရင်ဆုံးအင်ဂျီလဲရမယ်ဆိုတော့ငါကားလေးနဲ့အဖွားတက်တဲ့တင်းကျွတ်သွားဝယ်လိုက်အောင်ဟဲ့ကလေးမဘေတော့ဟုတ်ပါဘူးဒီတိုင်းမဲ့တငယ်ချင်းနဲ့မနက်စာသွားစားမလို့တော်မြင်ပြန်လာနော်ဟုတ်ဖွာအခုတင်းကျွတ်လက်ဆောင်ကိုဆိုင်ရကြော်သွားပြီတင်းကျွတ်လက်ဆောင်ဝယ်မဲဆိုင်ရကြော်သွားပြီငါလည်းစကားလေးလေးပွိုင်းနဲ့ကြော်တော့မပါကင်တော့မင်္ဂလာပါညီမလေးမင်္ဂလာပါအမလေးလူကြီးတွေပါလေတင်းကျွတ်ဖို့အတွက်တင်းပေါင်း sorry လူကြီးတွေပါလေတင်းကျွတ်ကတော့ဖို့အတွက်လေအဲ့တင်းကျွတ်လက်ဆောင်လေးအဲ့လိုမျိုးရောင်းတာတွေပါရှိလားအဲ့လိုမျိုးလေတချို့ကြိုက် coffee mix တို့ချာမုတ်လေးတွေပါလေတွဲပြီးတော့လေချင်းလေးတွေပါလေနဲ့အလှဆင်ပြီးအဲ့လိုမျိုးရောင်းတာတွေပါရှိလားအမအဲ့အချင်းတွေတော့မရှိဘူးညီမတို့မှာအမတို့မှာလေအထုံးလေးနဲ့တွေရောင်းတယ်အဲ့ယူရမလားနည်းနည်းတော့ပြကြည့်နော်အမဒီလိုမျိုးလေးလားမဆိုးပါဘူးအထဲမှာမုတ်လေးရော coffee mix လေးရောဆိုရတယ်အမဘလောက်လဲအဲ့ဒါက2000ခွဲပါဟုတ်ကဲ့ဒီမှာ2000ခွဲနော်သွားလိုက်ပါအောင်မယ်နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရပါတယ်ရှင်ငါဒီနေ့ဘာတွေဖြစ်နေလဲမသိပါဘူးစကားလေးမှာလမ်းနေလေချော်ထွက်အမလီတော့ငါဒီနားလေးနီးလေးဘာလို့ကားနဲ့သွားရလဲမသိငါသွားပြီငါနည်းနည်းကြောင်သွားပြီထင်တယ်နော်ဒီနားနီးလေးကိုကားနဲ့သွားတကယ်ပဲငါဒီနေ့ဘာတွေဖြစ်နေလဲမသိပါဘူးအဖွားရေပြန်လိုက်လာမြန်တာဟဲ့ဒီမာလီအဖွားအတွက်ကတော့မလို့အမလီရပါတယ်တော့လက်အုပ်ချီပြီးကတော့လို့ရရဘာကြီးသွားဝယ်လာပြန်ပြီတော့မလိုပါဘူးsorry ဒီတိုင်းမဲ့အဖွားအတွက်လက်ဆောင်ပစ္စည်းလေးနဲ့ကတော့ကျင်လို့ပေါ့အေးပါကွယ်အဖွားအခန်းထဲမှာတော့ထားလိုက်မယ်နော်အဖိုးနဲ့အဖွားအခန်းထဲမှာတော့ထားဒီနားထိုင်ကောင်းပတ်စံလာလားမနီအဖွားကမဖိုးပြီးရမယ်ရှင်မဖိုးပြီးမှရှင်အဖွားအဲ့ပတ်စံလေးဘူးချလာပြီတောင်းအောင်ရှင်ရဲ့ဥကြီးအထူးပဲOh my god ညမှာကတိဒီ answer ထည့်လိုက် Okay answer ထည့်ပြီးပြီဆိုတော့ပြန်ထွက်လာ
Wow, the person young I shall go mad loads and they be. Okay. Apply Apply Gadomino. Da do bagwe. How be nearly apply tie. Caloli, the ninja mobile, a poor labies and more. I percent the down you like dog. Ah, yeah, apply it. Me, I'm a pulu and I'm a hog bow. Malay, pory pure in it. Near can I'm a polo in it, so it down a die, no? He's down. Ember, do you are a poor I percent. ညီလေးအတွက်ပဲယူလာတာအဖွားဗီဒီယိုတွေကထုတ်ထားတာညီလေးကိုဒီနေ့ကတော့ရင်းချင်မဖို့ပေးမယ်ဆိုပြီးကျေးဇူးပါအဖွားရဲ့ဒါလေးယူလိုက်ပြီနော်အကုန်နော်ဟုတ်တယ်အကုန်ပဲဝါးတောင်းလာအဖွားမဝဲကြိမ်းမဲအဖွားမကြိမ်းမဲတမီးအရင်အဖွားကိုလေခေါက်ဆွဲတွေအဖွားကြိုက်တဲ့ဟာတွေအကုန်ဝဲပေးချင်တာအမလေးဖြည်းလောက်ပါဟဲ့ငါအရင်မပြေးနိုင်ဘူး sorry ပါဖွာမလေးတက်လိုက်တာနော်မဖိုးပေးလိုက်တာနဲ့မြူးရွှင်ပျော်ရွှင်မြူးတူကခုံပြီးဖြစ်okay ဒီဆိုင်ဖွင့်ပြီလားမသိအော်ဖွင့်ပြီအဖွားလားအဖွားတော်တော်ကြာတယ်ဖွားဆိုင်ပိတ်သွားမယ်အေးကြီးရတယ်အခုမှဒီဆိုင်က10နာရီမှဖွင့်တာလေအခုမှဖွင့်9စာပဲရှိတယ်မပိတ်ပါဘူးဖြစ်နေလိုက်တာဟဲ့ထိုင်းအဖွားပါစားမလဲအော်အဖွားမြန်လိုက်တာမှားလိုက်ကြတမီးရတာလေးစားမယ်ဟဲ့အဖွားနဲ့တူပဲလားဟဲ့အဖွားဘာကြီးလဲခုနကပဲဒီလိုမျိုးထမင်းစားတယ်အခုပဲခောက်ဆွဲပြုတ်ပြောင်းစားလိုက်ပြန်ပြီဖွားလေနော်တော်တော်အံ့ဩစရာပဲဘာလဲဘာကြီးတော့အဖွားဘယ်လိုဖြစ်လို့ပြောင်းဟာရပါတယ်ဆဆအဖွားလည်းကဘာအော်စီဟာအကောင်းဆုံးဖွားပဲနော်တမီးကတော့ဘိုက်ပြေးပြီးဖွားပြီးပြီလားဖွားလည်းကြာလိုက်တာဖြည်းလာသွားမယ်ခေအခုအဖွားကိုဘယ်လိုက်ပို့ကောင်းမလဲအော်ဒီပန်းစံလိုက်ပို့မယ်ပန်းစံမှာအဖွားကလီတဖြူဖြူနဲ့ထိုင်းနေတမီးကကလေးနဲ့ဆော့လိုက်အောင်ဟဲ့နင်းကလေကလေးကလာနဲ့ဆော့မနေပါနဲ့တော့ဟဲ့ကြီးနေပြီဘာဖြစ်လဲဖွားလဲတမီးလဲဆော့ချင်တာအိုးထိုင်းဖွားထိုင်းတမီးတော့ဆော့လိုက်အောင်မယ်နော်ဖွားဒီမှာနေအောင်ဟဲဒါလေးဒီမှာငါမဆော့ရကြာပြီဝီးဟာနေအောင်ဒါလေးစီလာOkay, ဒါလေးရတက်ချီအောင်ယာဟဲဘလို့ရောကလေးတွေတော့ကတော့မနေကိုတက်နေရတယ်ဆိုပေမဲ့ငါတော့ကတော့ဖလူးဖြစ်သွားရှာရှူနဲ့တက်လို့ရမလို့ Okay အမီးပေါ်ရောက်သွားပြီပဲငါ Oh my god ဒါပါကြီးလည်းမသိဒီထဲဝင်ကြည့်အောင်ပါဟဲဝီဝင်လို့မရဘူးလားဝင်လို့လည်းမရဒီတော့ငါဝင်တာရပါလေယာမြောက်တော့အမရေဘာစားခြင်းသေးလဲမစားခြင်းတော့ပါဘူးကွယ်ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပဲပေါ့နော်ကြည့်ရှုပြီးတဲ့ကြည့်စင်တွေကိုကျေးဇူးများတင်ပါတယ်ရှင်နောက်လည်းလို့စိတ်ဝင်စားတဲ့ဗီဒီယိုလေးကိုတစ်ဆက်ပြန်ဖြစ်တဲ့ကြောင့်မလို့ Sacramento Channel လေးကို Like and Subscribe လေးလုပ်ပေးဖို့အတွက်မိသားရေးခံအပ်ပါတယ်ရှင်ဒီ channel လေးကိုအားပေးနေကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပြီးတော့အားပေးနေကြတဲ့သူတွေလည်းပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်ဆိုတော့ bye bye